ကဲမင်္ဂလာပါဒီနေ့တင်ပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဝီကြီးအသက်သာဆုံးနေပေါ့နော်ဟုတ်တာ density တိုင်းမှာဖြစ်ပါလေအခုက density set တွေကတစ်လုံးကို330 350ဖြစ်နေတဲ့အချိန်မှာဟုတ်တာငွေရင်းကြီးကဒီ density set ထဲကိုထည့်မသုံးနေတဲ့လူတွေအတွက်အလွယ်တိုင်းကြီးလေးပေါ့နော်ကျွန်တော်ဒီရေတံပူးနဲ့ရှိဒါပဲလိုပါတယ်အဲ့ချီကျိုးလိုဒါလေးနဲ့ကျွန်တော်ဟုတ်တာ density ကိုတိုင်းမှာဖြစ်တယ်အခုဒီနေ့ကတော့ကျွန်တော်အခောက်ဂျားပိုင်းလေးကို density တိုင်းတာပြပြီးသွားပြီဒီနေ့ကတော့ဒီရွှေတုံးလေးသူတို့က73ပဲ14ပဲ15ပဲတွေလည်းတိုင်းပြပါလို့ပြောတဲ့အတွက်ဒီနေ့73ပဲကြီးရွှေလေးကိုကျွန်တော်ဆက်ထားတဲ့ရွှေလေးကိုကျွန်တော်တိုင်းပြဖို့ဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ကဒီရွှေချိန်ဝင်ဆက်မှာ gram ဆိုပြီးတော့ပြောင်းလိုက်ရမယ်ပြောင်းပြီးသွားရင်ကျွန်တော်တို့ဒီရွှေတုံးလေးကိုအရင်ဆုံးချိန်လိုက်ပါမယ်18.26 gram အဲဆိုတော့ကျွန်တော်ဒါကိုစောက်ထဲမှာမှတ်ထားပါမယ်18.26 gram အဲ့ဒါပြီးရင်ကျွန်တော်တို့ကရေထဲမှာထည့်တဲ့အလေးချိန်ကိုကြည့်ရပါအဲ့ဒါဆိုတော့ကျွန်တော်ရေခွက်ထဲမှာရေလေးကိုထည့်ထားတယ်ထည့်ထားပြီးတော့ကျွန်တော်တို့ဒီမှာအလေးချိန်ကိုတင်လိုက်ပြီးရင်တာဆိုတဲ့ TARE အဲ့ခလုတ်လေးကို0ရင်းလုပ်လိုက်ပါဒါ0ရင်းဖြစ်သွားပြီဆိုရင်ကျွန်တော်ရေလေးကိုချပါမယ်ဒီဟာလေးကိုဒီမှာပေါ်လာတဲ့အမှတ်ဒီဒါသူ့ရဲ့ထူးတွေဆိုပါတယ်တိတရမငြိမ်အောင်ပေါ့နော်တိတရမ1နှစ်အဲ့ဆိုရင်သူ့ကိုစားပါမယ်တိတရမ1နှစ်ဒါဆိုရင်စားပြီ18.26အစား1.1နှစ်16.3ရပါတယ်။ဒါပဲငါရေးရှိပွား16.3ဒါ73ဘေးကြီးကျွန်တော်ဆက်ထားရရှုဖြစ်ပါတယ်73ဘေးကြီးဆက်ထားရရှုရကျွန်တော်တို့ဒီအတွင်းဆက်ဆိုရင်တော့16လောက်ရှိတာပေါ့နော်ကျွန်တော်ကအပြင်ဆက်နီးပါဆက်ထားတဲ့ကြောင့်16.3ဖြစ်ပါတယ်ချီလေးရဒါဆိုရင်ကျွန်တော် density အရာကိုကျွန်တော်သူ့ရွှေဆက်ထားတဲ့အရေးအရာကိုမှန်ကန်မှုရှိပါတယ်ဒီလိုနီးစနစ်လေးနဲ့ကျွန်တော်တို့ရွှေချစ်သူဒီကဟုတ်တာ density ကိုလွယ်လွယ်ကူကူတိုင်းနိုင်အောင်တင်ပြခြင်းဖြစ်ပါတယ်အခက်အခဲတစ်စုံတစ်ရာရှိရင်လည်းကျွန်တော်ရဲ့ comment မှာမှန်ခဲ့ပါကျွန်တော်သိသလောက်လေးပြောပြပေးမှာဖြစ်ပါတယ်